ရီတနာရီဇလန်တွဲတွေကဟာဂျူလီရဲ့စွန်စားကန်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အပိုင်း9မှာဟာဂျူလီဟာအော်ဂျီယန်တင်းကုတ်ကိုညံနဲ့တန်ရှင်းအောင်လုပ်နိုင်ခဲ့ပြီးအောင်မြင်ခဲ့ပေမဲ့အောင်မြင်မှုတစ်ခုအဖြစ်သတ်မှတ်မခံခဲ့ရပါဘူး။ဆက်တမစွန်စားကန်းကတော့စင်ပီရီယန်တားစားငှက်များကိုနှိမ်နင်းဖို့ပါ။ဒီငှက်တွေဟာတာမန်ငှက်မဟုတ်ပါဘူး။သူတို့ရဲ့အမွှေးတွေကမြားဖြစ်ပြီးသူတို့ရဲ့မစင်ကအစိပ်ပါ။မင်္ဂလာပါရှင်။ The Knowledge Garden ကနေပြန်လည်ကြိုဆိုလိုက်ပါရနော်။ဟာဂျူလီတယောက်ဒီငှက်တွေကိုဘယ်လိုနှိမ်နင်းမလဲဆိုတာဆက်လက်နားဆင်ကြည့်ကြပါအောင်ရှင်။ရှင်ပေးလက်ဆိုတာဂရိနိုင်ငံအလယ်ပိုင်းအာကေးရီးယားပြည်နယ်ကရွှွန်နွန်တော်တစ်ခုဖြစ်ပါတယ်။အဲ့ဒီနေရာမှာငှက်ဆိုးကြီးတွေခိုအောင်နေထိုင်ကြပါတယ်။ဒီငှက်တွေဟာတာမန်ငှက်တွေမဟုတ်ပါဘူး။သူတို့ရဲ့နှုတ်သီးတွေခြေသေးတွေနဲ့အတောင်ပံတွေဟာကြေးဝါလိုမှကျောနေပြီးလူသားတွေရဲ့အသားစားတဲ့တော်ဝါဆိုးကြီးတွေပါ။ဒီငှက်တွေဟာစစ်ငှက်ဖရားရဲ့မြင့်မြတ်တဲ့ငှက်တွေဖြစ်ပြီးသူတို့ရဲ့အမွှေးတွေကကြေးဝါနဲ့ပြုလုပ်ထားပြီးပြန်တဲ့အခါအများအပြည့်ပြည့်လွတ်နိုင်တယ်လို့သူတို့ရဲ့မစင်တွေကအစိပ်ပြင်းလွန်းလို့လေယာတွေဖြက်စီးခံရပြီးလူသားတွေဖျားနာသေးဆုံးကြရပါတယ်။ဒီငှက်တွေကြောင့်အနီးနားကကြေးရွာတွေမှာလူတွေမနေနိုင်တော့ပါဘူး။ဟာဂျူလီဟာရွှွန်နွန်တော်တွေကိုဝင်ဖို့စ조사ပေမဲ့ရွှွန်နွန်တွေကအရန်နဲ့ပြီးလူကိုနစ်စေနိုင်တယ်လို့ငှက်တွေကလည်းတစ်တော်ထူတတ်တဲ့နေရာမှာပုံနေကြတော့မြားနဲ့ဖြစ်ဖို့ကလည်းမဖြစ်နိုင်တော့ပါပဲ။ဟာဂျူလီတကယ်ကိုအခက်တွေ့နေပါပြီ။သူတစ်တော်ရဲ့ချင်းကပ်ဖို့စ조사လိုက်တာနဲ့ငှက်တွေကအမွှေးများတွေနဲ့ပြည့်လွတ်လာပါတယ်။ဟာဂျူလီကဒိုင်းလွှားတွေနဲ့ကာကွယ်နိုင်ပေမဲ့ချင်းကပ်ဖို့ခက်ခဲနေပါတယ်။အဲ့ဒီအချိန်မှာသူ့ကိုအမြဲစောင့်ရှောက်တဲ့နဖျားမှာအေတင်နာကိုယ်တိုင်ရောက်လာပြီးဟာဂျူလီကိုနဖျားတွေရဲ့ပပဲစရာဒီဘတ်စတဲ့အထူးပြုလုပ်ပေးထားတဲ့ကရိုတာလာလို့ခေါ်တဲ့အေယာမကြီးလင်ကွင်းကြီးတွေကိုလက်ဆောင်ပေးခဲ့ပါတယ်။ဒါဟာရိုးရိုးလင်ကွင်းမဟုတ်ပဲနဖျားတွေရဲ့အစွမ်းပါတဲ့တကိုးရှိတဲ့ပစ္စည်းပါ။ဒီကျင်းလင်ကွင်းကိုအရန်ကျေလာအောင်ပြီးခတ်လိုက်ပါငှက်တွေထိတ်လန့်ပြီးပြန်ထွက်သွားလိမ့်မယ်လို့အေတင်နာကပြောခဲ့ပါတယ်။ဟာဂျူလီဟာရွှွန်နွန်အိုင်ကြီးကိုငုံမိုးကြည့်နေတဲ့တောင်ကုန်းမြင့်မြင့်ပေါ်ကိုတက်သွားပြီးအဲ့ဒီကျင်းလင်ကွင်းကြီးတွေကိုအားကုန်တီးလိုက်ပါတော့တယ်။အဲ့ဒီကထွက်ပေါ်လာတဲ့အတန်ဟာနားခွက်လူမတဲပြင်းထန်လွန်းတာကြောင့်ရွှွန်နွန်တော်ထဲမှာပုံနေတဲ့ငှက်ဆိုးကြီးတွေဟာလက်ပြန်ပြီးကောင်းကင်ဘက်ကိုတပြိုင်နက်တည်းပြန်တက်လာကြပါတယ်။အဲ့ဒီအချိန်မှာဟာဂျူလီကအခွင့်အရေးကိုလက်လွတ်မခံပဲသူ့ရဲ့ဟိုက်ဒရာအစီလူများတွေနဲ့တကောင်ပြီးတကောင်ပြစ်ချလိုက်တဲ့အခါငှက်အုပ်ကြီးဟာပြတ်သုံးသွားပါတော့တယ်။ဒီလိုနဲ့စစ်တမစွန်စားကန်းအောင်မြင်ပါပြီ။ဟာဂျူလီဟာအေတင်နာကိုကျေးဇူးတင်ပြီးဘရင်စီပြန်လာခဲ့ပါတယ်။ဘရင်ဦးရစ်စတီယက်စ်ကဒီတခါတော့ကောင်းပြီးဒီစွန်စားကန်းအောင်မြင်တယ်လို့အသိအမှတ်ပြုလိုက်ပါတယ်။ဒါပေမဲ့ဟာဂျူလီမှာနောက်တဲ့စွန်စားကန်း6ခုကျန်နေပါသေးတယ်။ဟာဂျူလီဟာစတီဗီလီယက်စ်ငှက်တွေကိုနှိမ်နင်းနိုင်ခဲ့ပြီးသူ့ရဲ့စစ်တမစွန်စားကန်းကိုအောင်မြင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့တထမစွန်စားကန်းဖြစ်တဲ့ခရီတန်နွားရိုင်းလေးအကြောင်းကိုဆက်လက်တင်ပြပေးပါမယ်ရှင်။အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုကြားညစ်တဲ့ဆိုရင် like and share လေးလုပ်ပေးဖို့တောင်းဆိုပါရစေရှင်။ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာလေးတွေကိုအမြဲတမ်းတင်ဆက်ပေးနေမှာဆိုတော့ကျမရဲ့ channel လေးကိုလည်း subscribe လေးလုပ်ဖို့မမေ့ပါနဲ့ရှင်။အဆုံးထိလိုက်ပါကြည့်ရှုအားပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။